皆さん、メールがばし、ジニアロ、大事、何のミリもの。皆さん、シェアされこのチャビダし。ဒီနေ့ကတော့ငါရဲ့ညနေလေးကိုပြပြပေးပါမှာဖြစ်ပါတယ်ရှင်။ငါရဲ့ညနေလေးမှာဆိုရင်တော့ဘာကြောင့်လဲပြောမှလဲဆိုရင်စန်တခုရှိမရှို့စေစကန်လေးပေါ့နော်။စန်တခုဆိုတာက皆さんဝစ်လျှော်တာပါ။စန်တခုဝစ်လျှော်လိုက်ပါ။ဒါခါကြီးရှိမရှို့စေစကန်အမဝစ်လျှော်တာတွေပါတယ်။ဟင်းစတာတွေပါတယ်။အဲ့ဒါပေါ့နော်။စန်တခုဆိုတာကဝစ်လျှော်ကြရအောင်တဲ့။ဝစ်လျှော်ကြရတဲ့ပေါ့။ဒီဥဆုံးကဒီမှာကျတော့ပုံမှန်တော့နိုင်နေနေအင်လက်တဲ့ရောမိမရှော့တခုခုကွက်လက်တွေကိုထည့်ပြီးတော့ဖတ်ကြရအောင်ဒီမှာပြထားတဲ့ဘလန်လေးပေါ့နော်စန်တာခုမိုနိုကနိုင်နေဒီအောက်ကစကားလုံးလေးကိုဒီမှာထည့်ပြီးဖတ်ကြရအောင်ဟဲ့ဒါဆိုလို့ရှိရင်皆さんခုမိုနိုစန်တာခုမိုနိုဆိုလို့皆さんရှော့စရာအဝတ်ပါစန်တာခုမိုနိုကရှော့စရာအဝတ်တွေပေါ့နော်ရှော့စရာဝတ်ထည်တွေပေါ့အဲ့ဒါပြောတာမပြီးထမတို့ဆိုလို့စန်တာခုမိုနိုကထမတို့ရှော့စရာဝတ်တွေကစုပုံနေတဲ့ရှော့စရာဝတ်တွေတပြုံတပြင်းဆိုတဲ့အခါမှာတော့ရှော့စရာဝတ်တွေပုံနေတဲ့ဆိုတဲ့အခါမှာတော့နောက်ထမတို့ကကျတော့ဂျီတိုးရှိပါ나는 나온가 다마루 나온가 나는 다마루 소위 에라 지도시바 나온가 넘게 나온가 피데스에 가면도 그것도 피해냐고요 알아들어 지도시바 오하랑 메스에 나오고는 리아들어 나온가 나인가 니소 쇼자고 내가 다마루 수본이라 수본이래 ရရှင်နုလက်တိတ်လို့နုလက်တိတ်လို့အများဆိုနေတာပါနုလက်တိတ်လို့စန်တခုမွန်ကရှောစရာဝတ်တွေကနုလက်တိတ်လို့ဆိုနေတယ်ပေါ့နော်ဆိုထိုင်းနေစကားမတော့ပါနဲ့ဟဲ့အမှကြောင့်လည်းများရှင်းမတိတ်လို့ရှင်းမတိတ်လို့ဆိုထိုင်းနေဖြစ်တာပေါ့နော်အဝတ်တွေပါလှိုင်းနေမှာလားလှိုင်းလို့ရှိရင်တစ်ခါချက်လို့ရှိရင်သူမချောက်လို့ရှိရင်ဘလို့လဲဆိုထိုင်းနေဖြစ်နေလေအဝတ်ကလည်း6တာလို့မ6တာအဲ့လိုမျိုးဖြစ်တာပေါ့နော်အဲ့တော့ပြောရှင်းမတိတ်လို့ဆိုထိုင်းနေဖြစ်နေဆိုတဲ့အခါမှာတော့ပါဟဲ့ခေါဝခုဆိုတာလုံးဝ6ပြီးဝဲအဝိ6ပါပြီခောက်လို့ရပြီဆိုတော့အနေထားပေါ့နော်ခေါဝခုအဝိ6တာပါစန်တခုမနောကခေါဝခုရှောစရာဝိတွေ6ပါပြီဆိုတော့ကမတော့ပါတယ်ဟဲ့ပြအမှကြတယ်မက်ရှိလို့ဖြူစုပြီးတော့ရှီယာကဖြူစုပြီးဆုံးတော့ရှီမက်ရှိလို့နေတယ်ဖြူစုတာပါရှီယာကတော့ကြတော့မက်ကပြီးဆုံးသွားတာပါကိုတခုခုစူးစမ်းမှန်းလုပ်တဲ့အရာကရှီယာကတော့ပြီးမြောက်သွားတယ်ဆိုတော့ကမတော့တယ်ပေါ့နော်မရှိလို့ရှီယာကတော့ဖြူစုပြီးတော့ပြီးဆုံးသွားတယ်ဆိုတဲ့အခါမှာတော့ပါတယ်ပြီးသွားတာပေါ့နော်ရှယ်ယာကားလို့ဆိုပြီးသွားတာပါဟဲ့ပြီးတော့ဒီမှာဆက်တော့ခုမလို့ရှော့စရာဝတ်တွေကိုထားမဲဆိုရှော့ထားမဲလို့ရှော့စရာဝတ်တွေကိုစုပုံတာပေါ့နော်စန်တာခုမလို့ထားမဲလို့ရှော့စရာဝတ်တွေကိုလိုက်စုတယ်ပေါ့နော်စုတာပါစုဆောင်မျိုးရှော့ဝတ်ရှော့မျိုးလုပ်တဲ့ခါမှာဟိုဝတ်တွေပေါ့နော်စုတာပေါ့နော်ဝတ်တွေစုဆောင်တာပါထားမဲလို့ဝတ်တွေကိုစုတာပါဆိုတယ်ပြကြလို့ရှိရင်ပုံတယ်ဆိုတဲ့ခါမှာတော့ကိုကရှော့စရာဝတ်တွေကိုမရှော့သေးပုံနာတယ်ဆိုတဲ့ခါမှာလည်းသုံးလို့ရတယ်ပေါ့နော်ကိုကအဲ့အဝတ်တွေကိုမရှော့သေးဘူးဒီတိုင်းပဲပုံနာအောင်ပဲဆိုတော့ချိန်မှာလည်းသုံးလို့ရပါတယ်ဆိုတော့ဘုံတော့ခါမယ်လို့အဲ့ပြီးတော့အမှနူလာဆိုမနေ့ကခန်းမှာလည်းပါတယ်ပေါ့နော်နူလာဆိုဆိုတာများဆိုရေဆွတ်တာပါဆိုပြင်နူလာဆိုလေအဲ့ဒါပေါ့နော်အဲ့ဒါနူလာဆိုတူတူပါပဲနူလာဆိုဆိုတာများဆိုရေဆွတ်တာပါပြီးတော့အောက်မှာရှိရဟွတ်ဆုဆိုတာလည်းများလှမ်းတာပါဟွတ်ဆုလှမ်းတာပါ မိရအောင်မရှိတဲ့စကားလုံးလေးပေါ့နော်ခန်းဆိုခိဆိုလည်းမလားအဝတ်အချောက်ခံစားပေါ့နော်အဝတ်တွေပါလေအချောက်ခံတဲ့ဆက်ရှိတယ်ပေါ့နော်အဝတ်အချောက်ခံစားဖြစ်ခါမကဆိုအချောက်ခံတဲ့ဆိုတဲ့ကမှသုံးပါတယ်မိုးရတဲ့နေ့တွေပါတယ်ဆိုလို့ရှိရင်အဝတ်တွေမချောက်ဘူးမလားတချို့အိမ်တွေဆိုအဲ့လိုမျိုးအချောက်ခံစားပေါ့နော်အဝတ်အချောက်ခံစားနဲ့ချောက်ခံတာပေါ့နော်အဝတ်တွေကိုပုံမှန်ဒီလိုမျိုးနေပူထဲမှာလှမ်းတာမဟုတ်ပဲနဲ့အဝတ်အချောက်ခံစားနဲ့အချောက်ခံတာပေါ့နော်အဝတ်အချောက်ခံစားပေါ့ပြီးသားမှုဆိုတာများကခောက်တာပါအဝတ်ခောက်တာပါသားမှုအဝတ်ခောက်တာပါအဲ့ပြီးတော့အောက်မှာရှိရမို့သူအဝဲမရှိုးဆိုရဇာတ်ကားလေးနော်အောက်မြောက်ကဇာတ်လေးပေါ့ဖုခုအဝတ်စားတွေကိုတဲ့ရုပ်ကိုဆိုအဝတ်စားကိုညစ်ပြအောင်လုပ်တယ်ခလေးတွေပါဆိုလို့ရှိရင်ကစားတွေပြီးသိမလားရှင်ဝင်နေသေးတယ်အဲ့လိုမျိုးကစားတွေနဲ့အဲ့ဒါဆိုရင်သူတို့အဝတ်စားတွေကိုညစ်ပအောင်လုပ်လိုက်တာပဲလေအဲ့ဒါဆိုကိုကလုံမှာဖြစ်တယ်လေထားလို့ရှိပေါ့နော်တဲရောက်ကလောက်တာဖြစ်တဲ့အတွက်ထားလို့ရှိပေါ့ဖုခုရုပ်ကိုဆိုအဝတ်စားကိုညစ်ပြအောင်လုပ်တယ်ဆိုတဲ့ကောင်မတော့ပါတယ်ပြီးတော့ဆိုတဲ့ဆိုများဆိုအင်ဂျီလက်ပါဆိုတဲ့အင်ဂျီလက်အင်ဂျီနကမခုရိုနီယောကိုလေတို့အင်ဂျီရလေးမင်းရှို့အရောင်းနဲ့မင်းနဲ့ပြီးတော့ပေချမ်းနေရပဲလေအဲ့တော့ပြောတော့မခုရိုနီစားကြတော့မခုရိုနီမင်းနဲ့ဝါတာပေါ့နော်မင်းနဲ့ပြီးတော့ယောကိုလေတို့ညစ်ပြီးသွားတယ်ဆိုတဲ့အခါမှာတောင်းတာပါပေစန်တခုယောစန်ဆိုင်အဝိရှော်ရဲ့ဆက်ပြပေါ့နော်စန်တခုယောစန်ဆိုင်ဆိုတာတော့အဝိရှော်ရဲ့ဆက်ပြပါအဝိရှော်ရဲ့ဆက်ပြကိုအင်းလေးတို့အဝိရှော်ရဲ့ဆက်ပြကိုထည့်တာပါ
ပြီးကြလို့ရှိရင်ဆူဆိုတာလည်းများတာဘယ်လိုပြောမလဲရှက်အင်ဂျီပေါ့နော်အဲ့တော့ရှက်အင်ဂျီပေါ့ဆူရှက်အင်ဂျီကိုခုရင်းနင်းကူဆိုတော့အဝတ်လျှော်တဲ့နေရာပေါ့နော်အကျွေးအိမ်တွေပါဒီမှာမလျှော်ဂျပန်မှာဆိုလို့ရှိရင်အိမ်တွေပါဒီမှာလျှော်တဲ့ဟာလည်းရှိတယ်ဆိုပေမဲ့ခုရင်းနင်းကိုပို့တဲ့ဟာလည်းရှိတယ်ပေါ့နော်အဝတ်လျှော်တဲ့နေရာအဝတ်တွေပဲလျှော်ပေးတဲ့နေရာကိုအဲ့ဒါကိုပြောတာပါအခါပေးအဝတ်လျှော်ဆိုင်ပေါ့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးနေမှတ်ထားရပါပဲခုရင်းနင်းကူဆိုတာကျတော့အခါပေးအဝတ်လျှော်ဆိုင်မှာနိုင်တဲ့နေတာဆိုရှက်အင်ဂျီမျိုးကိုအခါပေးအဝတ်လျှော်ဆိုင်ကိုပို့တာပါဒါဆိုပို့တာပေါ့နော်ဒါဆိုတော့သူအမျိုးမျိုးသုံးတယ်ပေါ့နော်ပို့တာတွေအဲ့လိုမျိုးစာအုပ်ထပ်တာတွေဘာတွေမှလည်းသုံးပါတယ်အဲ့တော့ဒီမှာကျတော့ချစ်ဆိုခရီးနီကိုနေတာဆိုရှက်အင်ဂျီကိုခရီးနီကိုအခါပေးဝှရှော့ဆိုင်ကိုပို့တာပါကွိုင်းလန်းတိုဒီဆိုတာကွိုင်းလန်းတိုဒီတဲ့စန်တာကိုဆိုကွိုင်းနေပါတယ်မှာစန်တာကိုဝှရှော့ရဲဆိုတဲ့အခါမှာသုံးပါတယ်ကွိုင်းရလည်းအခါပေးဝှရှော့ဆိုင်ပါပဲနော်ကွိုင်းလန်းတိုဒီပါပဲပြီးတော့အောက်မှာရှိတဲ့套路护肤ဆိုတာကြလို့မြန်ဆောင်套路护肤လက်တော့ဘွားကိုအချောက်ခံတာပေါ့နော်套路护肤လက်တော့ဘွားကိုအချောက်ခံတာပါ套路ဆိုလက်တော့ဘွားပေါ့နော်တပတ်လက်တော့ဘွားတပတ်လို့ပြောရမလားဗျနော်套路တပတ်ကိုအချောက်ခံတာပါ护肤ပြီးရရင်ဖုခုဆိုလို့ဆိုတာအဝတ်ကိုဂျိတ်ဖြစ်လှမ်းတာပါဂျိတ်နဲ့လှမ်းတာပေါ့နော်အဝတ်တွေကိုဂျိတ်လေးနဲ့ချိတ်ပြီးတော့တေချာကြီးရလှမ်းတာပေါ့နော်ဖုခုဆိုလို့ဆိုတာကြတော့အဝတ်ကိုဂျိတ်နဲ့လှမ်းတာပါပြီးကြလို့ရှိရင်အောက်မှာရှိတဲ့စကားလုံးလေးပေါ့နော် why shut ဆိုနေ shut ဆိုတာကြတော့မနာအင်ဂျီအပြင်အပေါ်ကအင်ဂျီကိုမအောက်ကထပ်ဝစ်တဲ့အင်ဂျီပေါ့နော်ပုံမှန်တွင်းကန်လိုမျိုးဟာမဟုတ်ဘဲနဲ့တွင်းကန်ရဲ့အပေါ်မှာမှထပ်ဝစ်တဲ့အင်ဂျီပဲဖြူရောင်လေးနဲ့အမဲရောင်လေးပေါ့နော်အဲ့လိုမျိုးလေးပေါ့နော် white shirt ဆိုရှစ်အင်ဂျီကိုတဲ့အိုင်တို့မီအိုင်တို့ဆိုရင်လည်းမီးဘူပါမီးဘူကိုခတ်ခဲလို့ရှစ်အင်ဂျီကတုံ့ကျင်းနေရလေသိမလားကျုံတဲ့တားတွေဆိုရင်အဲ့အရာကိုမီးဘူထိုးတယ်တဲ့အိုင်တို့ခတ်ခဲလို့မီးဘူထိုးတာပါဒီဘက်ကကျတော့ဒီဘက်ကစကားလုံးကြောင်းပါတယ်ယောကိုလေးဆိုမြင်တဲ့အညစ်အကြေးပါသူ့ရဲ့နောင်ဖြစ်တဲ့အတွက်ယောကိုလေးဆိုအညစ်အကြေးပါတိုင်းတစ်ခုလိုရောစမ်းစာမြို့ပကြောင်တုံးတဲ့ဆက်ပြပါပကံရပါလေးစစ်တဲ့ဆက်ပြပါနော်တိုင်းတစ်ခုလိုရောစမ်းစာပြီးတော့ရှီဝကိုလိုပါဆိုရှီဝဆိုတော့နာကအရေးအကြောင်းတွေမှာလည်းသုံးတယ်ပေါ့နော်ကိုယ့်ရဲ့မျက်နှာအရေးအကြောင်းတွေပြီးရင်အင်ဂျီရဲ့တုံရတွေပါနေအဲ့လိုမျိုးမှလည်းသုံးတာပေါ့နော်ကိုယ့်ရဲ့မျက်နှာမှာရှိတဲ့အရေးအကြောင်းတွေပါလည်းဖြစ်ဖြစ်အဝတ်ရဲ့တုံကြည့်တဲ့ဟာတွေပါပါတယ်ပါလည်းဖြစ်ဖြစ်သုံးတာပေါ့နော်လိုပါဆိုဆိုတာကျတော့ပြတ်အောင်လုပ်တဲ့ဆိုတဲ့အခါမှာသုံးပါတယ်လိုပါဆိုပြတ်အောင်လုပ်တဲ့ရှီဝကလိုပြီးတော့အရေးအကြောင်းတွေကပြန်လာတဲ့ဆိုတဲ့အခါမှာသုံးပါတယ်ပြန်လာတဲ့ပြပြပြုတ်နေဖြစ်လာတဲ့ဆိုတဲ့အခါမှာလည်းသုံးပါတယ်ပြီးလို့ရှိရင်오르노 세다가 지지무 오르노 세다 설명 동무인지 동무 세다가 쫑나래 소리 가만 더 말이 오르 세다가 지지무 소리가 쫑나라 봐 아마 자라 진서나 이르가 오치로 진인지 양가 줄라라고 진서나 이르가 오치로 진인지 양가 줄라래 소리 가만 더 말이 ဒါဆိုရင်皆さんအကစားပိုင်းလေးလည်း皆さんအချိန်ရလို့ရှိရင်ဖြည့်ကြည့်လို့ရမယ်လေပေါ့နော်။ဒီစံဖြေရှင်းလေးရဲ့ဗီဒီယိုကိုအားရစီနိုင်ဖြစ်ဖြစ်ပြန်ဖြည့်ထားလို့ရပါတယ်။တကယ်လို့ဖြည့်တိုက်ချင်လို့ရှိရင်ပုံမှန်လိုပဲပေါ့နော်။အောက်မှာ comment မှာမှန်ကြည့်လို့ရပါတယ်။စမ်းစစ်ထားလို့ရှိရင်အချိန်ရအဖြည့်ပြန်တိုက်ပြပါမယ်နော်။အပေါ်ကဟာလေးမဖြည့်ဘူးဆိုရင်တော့ဒီအောက်ကဟာလေးကိုလည်းဖြည့်ထားတယောက်ကလေးကိုတော့ဖြည့်စီလို့ပေါ့နော်။ဒါဒီပုံမှန်ကြည့်ဒီမှာလည်းထွက်တဲ့ပုံစံလေးဆိုတော့ရှင်းနိုင်တယ်တုံးကြီးချောင်းဒါဆိုရင်皆さんဒီစာပိုင်းလေးဖတ်ကြရအောင်サンタコモのウィッシュをじゃあ置いていれ。また湿ってるよ、俺。手びろ、それなきに出てねいれ。乾燥聞いて乾かそうかkan chau kan za bi chau kan za ya ang la chau kan za di lo kong za ni bo no chau kan za bi chau kan za ya ang la ka ma le ken yo le hitta wa kanso ki ni ireru to chijumu kara セーターかなそう。セーターが乾燥機に入れると縮むからそのままするとしといてဆက်တာတဲ့အချောက်ကနဲ့ထည့်မယ်ဆိုလို့ရှိရင်ကြုံလာဖြစ်တော့ကြောင်းတဲ့အဲ့ဒီတိုင်းပဲဂျင်းတွေထထားလိုက်တဲ့ဂျင်းတွေလှမ်းထားလိုက်အတင်းထထားလိုက်တဲ့
ကောင်းမလေးအဲ့လိုပြန်ပြောတယ်ညလုံးလေးကြည့်လိုက်ချစ်စရာလေးဟဲ့ဒါဆိုရင်လည်းဒီနေ့ကတော့ဒီလောက်ပါပဲရှင်အားလုံးပဲဘိုင်ဘိုင်